အားလုံးပဲမင်္ဂလာပါမြန်မာနည်းပညာ channel မှာပြန်လဲကြိုဆိုပါရစေ။ဟုတ်ကဲ့ဒီခါမှာမြောက်ပေးနေတာကတော့ကျွန်တော်တို့ Viber အကောင့်ဖွင့်လို့ရှိရင်ဖွင့်မရဘဲနဲ့အခက်အခဲဖြစ်နေတဲ့သူတွေအတွက်Viber error တက်တဲ့နည်းလေးကိုဒီ code error တက်တဲ့နည်းလေးကိုကျွန်တော်ကဖြည့်ရှင်းနည်းလေးကိုမြောက်ပေးမှာဖြစ်ပါတယ်။ဟုတ်ကဲ့စိတ်ဝင်စားမှဆိုလို့ရှိရင်ကျွန်တော်တို့လိုက်ပြီးတော့လေ့လာကြမယ်။ကျွန်တော်တို့ရဲ့ Viber အကောင့်သုံးပြီးတဲ့ခါကျတော့ရှင် Viber အကောင့်ဖွင့်တဲ့ခါကျတော့ရှင်ဒီ code မကြဘဲနဲ့ error ဖြစ်တော့အကောင့်ကဝင်လို့မရဘူးဖြစ်တယ်။အဲ့ဒါကြောင့်ကျွန်တော်ကဒီနည်းလမ်းလေးတိုင်းဒီ support တစ်လုံးမှာဖြစ်ပါတယ်နော်အရင်ဆုံးမိတ်ဆွေကတော့ဒီ browser တစ်ခုခုသွားမှာဖြစ်တယ်ကျွန်တော်တို့မှာ Chrome browser လေးနဲ့ပြရမှာဖြစ်တာဖြစ်ပါတယ်နော် Okay Chrome browser လေးကိုဝင်လိုက်မယ်ပြီးခါကျကျွန်တော်တို့ဒီမှာ Viber မှာ viber.com ဆိုရိုက်လိုက်မယ်နော်မပေါ်လာပြီ viber.com ဆိုရိုက်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဝင်လိုက်မယ်နော် Okay ဒီမှာရောက်လာတဲ့ခါကျရှင်တော့ကျွန်တော်တို့အပေါ်လို့ဆွဲတင်လိုက်မယ်ဒါလေးကတော့မလို့ဆိုရင်တက်ချီကနှိပ်ပြီးဖြောက်လိုက်နော်ပေါ်ဆွဲတင်မှာဒီမှာဆိုရင်ဒီမှာနော် business အောက်မှာကျွန်တော် support ဆိုတာနေရာလေးရှိတယ်နော်အကောင်လေးကိုနှိပ်လိုက်ပါโอเคအဲ့ဒီကောင်လေးနှိပ်ပြီးဆိုရင်တော့ကျွန်တော်တို့ဒီမှာပေါ်ဆွဲတင်မှာပြီးတဲ့အခါကျဒီမှာ contact user ဆိုတဲ့နေရာလေးကိုနှိပ်မယ်နော်ဒီမှာအောက်ဆုံးမှာဒါလေးကိုနှိပ်ပါโอเคပြီးတော့ကျွန်တော်တို့၄တော့ကွက်လေးမှာကျွန်တော်တို့အမကြီးရှိပြီမယ်โอเคဒီမှာအပေါ်ဆုံးကတ်မှာဆိုရှင်တော့ကျွန်တော်တို့တွေကဒီ email Android မှာကျွန်တော်တို့ Gmail account တစ်ခုထည့်ရမှာဖြစ်ပါတယ်နော်ကျွန်တော်တို့အသုံးပြုနေတဲ့လက်ရှိအသုံးပြုလို့ရတဲ့ Gmail account ကိုထည့်ဖို့ထည့်မယ်ပြီးတဲ့အခါကျရင်မိတ်ဆွေက Viber ဖွင့်မဲ့နာမည်ကိုဒီမှာရေးထားရမှာနော်โอเคပြီးတော့ရှင်မိတ်ဆွေကဒီမှာ Viber ဖွင့်မဲ့နာမည်ကိုရေးချရမှာဖြစ်တယ်ရေးပေးရမှာဖြစ်တယ်နော်โอเคနာမည်ရေးပြီးတော့ရှင်ကျွန်တော်တို့တွေကနာမည်ကိုအင်္ဂလိပ်လိုပဲရေးပေးရမယ်နော်ပြီးတော့ကျွန်တော်တို့ပေါ်ဆွဲတင်မယ်ဒီမှာအောက်ဆုံးဖုန်းနံပါတ်မှာဆိုတဲ့နေရာမှာတော့ကျွန်တော်တို့တွေကsorry ကျွန်တော်တို့ဒီမှာဒုတိယအတန်းမှာဆိုတတိယအတန်းမှာဆိုရှင်ကျွန်တော်တို့တွေကဒီမှာဘေးနာကမြားလေးကိုနှိပ်မယ်နော်ဒီကောင်လေးကိုနှိပ်လိုက်ပါပြီးတဲ့ခါရောက်ရှင်ကျွန်တော်တို့ကဒီမှာဒုတိယစာတန်းလေးကိုsorry ဒီမှာကျွန်တော်တို့ပထမ technique ဆိုတဲ့စာတန်းလေးကိုချက်ရွေးပေးရမယ်နော်ဒီကောင်လေးရွေးပေးပါပြီးတဲ့ခါကျရင်ဆက်သွားမယ်အောက်ကကွက်ကိုနှိပ်မယ်မြားလေးကိုနှိပ်မယ်ညလုံးနေပြီးတဲ့ခါကျတော့ရှင်တော့ကျွန်တော်တို့ဒီမှာဘာရွေးပေးရမလဲဆိုတော့ကျွန်တော်တို့ဒီမှာ3ခုမြောက်ကဟာကိုရွေးမယ်နော်မိုဘိုင်းဆိုတဲ့နေရာမိုဘိုင်းနဲ့ဆုံးတဲ့ဟာကိုနှိပ်မယ်ရွေးရမယ်နော်ဒီထပ်ပြီးတော့သွားမယ်နော် country ဆိုတဲ့နေရာမှာကျွန်တော်တို့ဒီမှာမြန်မာကိုရွေးပေးရမယ်နော်ကျွန်တော်တို့မြန်မာမှာဆိုရင်တော့မြန်မာပေါ့နော်တခြားနိုင်ငံမှာဆိုရင်တော့တခြားနိုင်ငံကိုရောက်ရှိနေတဲ့နိုင်ငံကိုရွေးပေါ့နော်ကိုရောက်ရှိနေတဲ့နိုင်ငံဆိုတော့ကိုဖွင့်မဲ့ဖုန်းနံပါတ်ကဘယ်နိုင်ငံဖုန်းနံပါတ်လဲပေါ့နော်အဲ့ဖုန်းနံပါတ်နဲ့ရောက်ရှိနေတဲ့နိုင်ငံကိုရွေးရမှာဖြစ်တယ်နော်ဒီမှာကျွန်တော်တို့ကမြန်မာနံပါတ်နဲ့ဖွင့်ပြဖြစ်တဲ့အတွက်ကျွန်တော်မြန်မာလို့ပဲရွေးရမှာဖြစ်တယ်နော်မြန်မာဘာမှဆိုလို့ရွေးလိုက်မယ်နော်โอเคရွေးပြီးတဲ့ခါကျကျွန်တော်တို့မှာမြန်မာကုတ်ဆိုပြီးပေါ်လာတယ်သူကပေါ်အရှိမ95နဲ့နော်နောက်ဆုံးကကျွန်တော်ဖုန်းနံပါတ်3ညတစ်လုံးကိုဖြုတ်ပြီးတော့ကျွန်တော်တို့ဖုန်းနံပါတ်10လုံးရိုက်ထည့်မယ်နော်ဒီနောက်မှာဖုန်းနံပါတ်10လုံးရိုက်ထည့်မယ်ပြီးတဲ့ခါကျကျွန်တော်တို့ဒီအောက်ဆုံးကွက်မှာဆိုရှင်တော့ကျွန်တော်ကဒီဘာရေးပေးရမလဲဆိုတော့ကျွန်တော်ရေးပေးတဲ့စာကိုပဲရေးရမှာဖြစ်တယ်နော်ဒါပေမဲ့ဆိုလို့အဆင်ပြေတဲ့ဟာဆိုရှင်လည်းတခြားဟာရေးတဲ့ရတယ်နော်ကျွန်တော်ရေးပေးတဲ့ဟာလည်းအဆင်ပြေတယ်နော်အဲ့ဒါလေးထည့်ပေးလိုက်ပါโอเคခဏရေးဆောက်ပြီနော်မှာဒီကောင်လေးထည့်မယ်ပြီးရင် T Okay ဒီကချင်းကျွန်တော် review ပေါ့နော်โอเคပြီးတော့ချင်း app ဒီကောင်လေးရေးပေးမယ်မြင်ရလားဒီစာလေးရေးပေးမယ်ပြီးတော့ချင်းပေါ်ဆွဲတင်ပါdescription ဆိုတဲ့နေရာမှာဆိုရင်တော့ဒီစာလေးကိုထည့်ပေးပါ โ
เคဒီမှာဒီစာလေးရေးပြပါโอเคအဲ့လိုစာလေးရေးပြပါဆိုရှင်ဒီမှာကျွန်တော်ရေးတဲ့တိုင်းရေးပြပါဆိုရှင်ဒီမှာဖုန်းဒီ service ဆိုတဲ့နေရာမှာကျွန်တော်တို့ရဖုန်းနံပါတ်ခုနကကျွန်တော်ထည့်ခဲ့တဲ့ဖုန်းနံပါတ်နော်ဒီမှာထည့်ခဲ့တဲ့ဖုန်းနံပါတ်ကိုဒီမှာဖတ်တဲ့ဖုန်းနံပါတ်ကိုကျွန်တော်တို့အောက်မှာပြန်ထည့်ပေးရဖြစ်တယ်တညတုံးဖြုတ်ပြီးတော့ပြန်ထည့်ပေးရဖြစ်တယ်နော်ပြီးတဲ့ခါကျရင်ကျွန်တော်တို့အောက်က submit ကိုနှိပ်ပေးရဖြစ်တယ်နော် submit ကိုနှိပ်လိုက်ဒါဆိုရှင်ကျွန်တော်တို့ခဏဆောက်လိုက်စောက်ပြီးတဲ့ခါကျရင်တော့ဒီမှာကျွန်တော်တို့အခုကျွန်တော်ပြတဲ့စာရေးလေးပုံစံမျိုးဝင်လာလိမ့်မယ်နော်ဒါပေမဲ့ကိုယ့်ရဲ့ဖုန်းကမြန်မာပြည်မှာဆိုရှင် VPN နေပါတယ်ဖွင့်လာတယ်ဆိုရင်တော့ VPN ကိုပိတ်လိုက်ပါနော်ပိတ်ပြီးတော့ကျွန်တော်တို့ဒီကျွန်တော်တို့ Viber အကောက်ကိုဖြတ်ထားတဲ့ Viber software ကိုဖြတ်ထားတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ Play Store မှာသွားပြီးတော့ပြန် down လိုက် install ပြန်လုပ်လိုက်နော်လုပ်ပြီးလို့ရှိရင်ကျွန်တော်တို့သူကအဲ့ဒီမှာ Gmail မှာစာထည့်ထားတဲ့ Gmail မှာစာရေးပို့လာပြီဆိုတာ ਨੇ ကျွန်တော်တို့ကခဏဆောက်ပြီးတော့အဲ့ဒီ Viber APK ကိုဖြတ်ထားတယ်ဆိုရင် Viber APK ကိုပြန် down ပြီးလို့ရှိရင်ကျွန်တော်တို့အကောက်ဖွင့်လို့ရပြီအကောက်ဖွင့်ကြည့်နော်ဖွင့်တဲ့ခါကျရင်သူကတော့မှာကိုကနာမည်ပါရေးပြီးရှင်သူကုတ်တောင်ကုတ်ပေးလိမ့်မယ်နော်ကုတ်ကတော့ပေးလို့ရှိရင်သူကဖုန်းကောနဲ့ယူမလားထပ်ဒီနံပါတ်နဲ့ယူမလားမေးတယ်ကျွန်တော်တို့ကဘယ်ဟာယူပဲယူလိုက်နော်တခုယူလို့ရတယ်ဒါပေမဲ့ကိုဖုန်းက line ကောင်းနေဆိုလို့ရှိရင်တော့ကျွန်တော်တို့ကောယူလိုက်သူဖုန်းခေါ်ဝင်လာလိမ့်မယ်အဲ့ခါကျရင်သူကအဲ့ဒီမှာဖုန်းကောနံပါတ်ရဲ့6လုံးကိုသူကအော်တိုကိုချီမှာကြပြီးမှဖြစ်တယ်နော်အဲ့ကုတ်ကြပြီးမှဖြစ်တယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဘာအကောက်ဖွင့်တာလွယ်ကူသွားမှာဖြစ်ပါတယ်နော်ဒါကတော့ကျွန်တော်ကဒီဖွင့်တဲ့နီးလန်းလေးကိုရှင်းပြပေးတာဖြစ်တယ်နော်ကျွန်တော်တော့မဖွင့်ပြတော့ဘူးဘာဖြစ်လို့ကျွန်တော် Viber သုံးလို့ရတယ်ဆိုတော့နော်အဲ့ဒါမရှင်းပြတော့ဘူးမဖွင့်ပြတော့ဘူးဒါမိတ်ဆွေတို့နားလည်တော့ပေါ့အောင်လို့ပဲရှင်းပြပေးတယ်အားလုံးအဆင်ပြေကြပါစေဟုတ်ကဲ့တခုခက်ခက်ဖြစ်လို့အဆင်မပြေဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုအောက်က comment box မှာလာပြီးတော့မှန်းတော့ရတယ်နော်ကျွန်တော်အားတဲ့ခါကြောက်ချင်း review ပြန်ပြီးမှဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးပဲကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုမိတ်ဆွေတို့နဲ့နှိမ့်သက်တယ်ဆိုလို့ရှိရင်အဆင်ပြေဒီအသုံးဝင်တယ်ဆိုလို့ရှိရင်ပေါ့ကျွန်တော် channel လေးကိုလည်း like and share နဲ့ subscribe လေးမနှိပ်ရသေးလို့ရှိရင် like and share နဲ့ subscribe နှိပ်ပြီးတော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်း like လေးပေးတော့ပါအောင်လို့တောင်းဆိုပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါနောက်တဲ့ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်မင်္ဂလာပါ